မမင်္ဂလာပါဗာလေးပြပြရမယ်မသိဘူးရှင်ဟွာလေအမကောင်လေးနဲ့ဆော့ဖို့ပေါ့နော်ပြောစရာကောင်းတဲ့ခိန်းလေးရှိလဲပြီးတော့ရေခုံစရာလည်းကောင်းရမယ်ပေါ့နော်ဒီဆိုင်မှာရှိလားညီမလေးအဲ့ဒါလေးဟုတ်ကဲ့ရှိပါတယ်နော်ဒီဘက်မှာပါညီမလေးပြပေးမယ်ရှင်ညီမလေးကနေရာဖက်ဆော့မယ်ဆိုလို့ရှိရင်ဒီဂိမ်းလေးကိုတော့ညီမတို့ဒီကမှပေးချင်တယ်ပေါ့နော်ဒီဂိမ်းလေးကညီမတို့ဆိုင်မှာရောင်းရလဲကောင်းတယ်ပြီးတော့သူကငယ်ဘဝရဲ့အမှတ်တရလေးကိုလည်းပြန်မြင်စေတယ်နေရာဖက်ဆော့မယ်ဆိုလို့ရှိရင်တော့ဒီကောင်လေးကတော့စိတ်လှုပ်ရှားစရာကောင်းပါလေညီမလေးဒီဂိမ်းလေးရဆိုရင်ညီမလေးဒီအထက်မှာပါတဲ့ပစ္စည်းလေးတွေပေါ့နော်ဒီလိုလုံးလေးတွေလည်းဒီကောင်လေးလည်းပါမယ်ပြီးတော့ဒီလိုနှစ်ချက်လည်းပါမယ်တော့အလဲမှာထားတဲ့ပုတ်ပြားလေးလည်းပါမယ်ပြီးတော့ဒီကောင်လေးကိုနှစ်ခါလိုက်ပြီးဆိုတော့ဒီမှာကျတဲ့အယောင်တိုင်းကိုမြင်မြင်ရဲ့အတိုင်းတစ်ဖြစ်တစ်ချက်စီမှာမြင်ကိုကမြင်ပြီးအောင်တစ်ဖက်လူတွေကိုမြင်ပြီးအောင်ကိုကမြင်စီပေးရမှာဖြစ်တယ်ကိုကပြီးပြီဆိုတာနဲ့ဒီကောင်ပုတ်ပြားလေးကိုချလိုက်ယူမင်းမအော်ဟုတ်လားအဲ့ဆိုလို့ရှိရင်ဒီကလေးကတော်တော်ပြောဖို့ကောင်းပါပဲနော်အမညာဆိုလို့ရှိရင်ဒီ pocket တော်များတွေ့ဘူးတဲ့ဒါပေမဲ့နားမလဲတော့လေဝယ်လဲမရွှေဆော့လည်းမဆော့ဖြစ်ဘူးညီမလေးရှင်းပြရရမ်းနာလေတဲ့ဝယ်လဲဝယ်ချင်တယ်ဆော့ချင်တယ်နော်ဒါပေမဲ့အမနောက်နေ့မှပြန်လာခဲ့မယ်နော်ဟုတ်ကဲ့ရပါတယ်ရှင်ပြန်လာခဲ့မယ်နော်မဘာလဲကြည့်နေလဲတရသူကြည့်ရဘာကြည့်လို့ကြည့်မလဲအမဘာရှာနေလဲကြည့်နေတော့ရတော့ဘာကြည့်နေဦးတနေ့ကငါဘုကင်းရှင်းပြတဲ့ကစမတွေ့ဘူးတည့်ရတယ်မသူပြန်လာမယ်လို့ပြောသွားတယ်လေသူပြန်လာမယ်လို့နေချင်နေတာလားဒါဆိုရင်ဖြေ